ကဲပြောရရှိလို့ဒီနေ့တနင်္ဂနွေနေ့မနက်ဖြန်တနင်္လာကျွန်တော်နဲ့တူတူလှုပ်ချင်ကြတဲ့ပုံမှန်ရှိလားရှိတယ်ဆိုရင်မန်လေးတယောက်တစ်ကြောင်းတော့မှတ်ပေးပါဗီဒီယိုပိုင်းလေးကို share ပေးပါအသေးတွေလိုက်ပြီးတော့မလို့ချင်ပါဘူးဗျာပြီးရင်တော့ယူမှာပေါ့နော်တနင်္လာနေ့ကိုကိုမကိုကျွန်တော်ပြောမယ်ကျွန်တော်ရဲ့ချစ်ကိုချစ်မရေနော်တတော်ပမာတင်ပြီးလို့မရလို့ကျွန်တော်မတင်ပါဘူးကိုမတို့လိုချင်တယ်ဆိုရင်ကျွန်တော်ကိုဖုန်းဆက်ပါနော်ဘိုင်ယိုမှာဖုန်းနံပါတ်တင်ထားပြီးပါတယ်နော်ကင်တာလည်းတစ်လုံးပဲကင်တာ591316ညာလေးဆိုတော့ဒီတစ်လုံးပဲကင်နော်အဲ့ဒါလေးပြောချင်လို့ဒီနေ့ကိစ္စနိုင်46ကနေဗီဒီယိုပိုင်းတင်လိုက်တယ်ညကြရင်တစ်ခါထပ်တင်ပေးမယ်မနက်ကြရင်တစ်ခါထပ်တင်ပေးမယ်နော်ချစ်လို့ကြိုက်လို့အားပေးခြင်းတယ်ဆိုလည်းအားပေးလို့ရပါတယ်နော်ဈေးဖို့ရှာခြင်းတယ်ဆိုလည်းကျွန်တော်စီကိုလာယူလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါဘသူစီယာမှပတ်စံမတောင်းပါဘူးဗျာနော်လာယူလို့အဆင်ပြေမဟုတ်ဘူးကျင်းတတ်ပါပြီရိုးသားဖြူစင်တဲ့ကျွန်တော်ပါကျွန်တော်ခွန်ဆိုင်ပါအားလုံးကိုစေတနာမေတ္တာဥဒိထားရည်လေအမြဲတမ်းကူညီပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ